နေကစားတင်ခြင်းသည်ဖယားရှင်ကိုအသက်သွင်းလာလားတက္ကရာ103ခုနှစ်ကဆုံလပြည့်နေ့ဗုဒ္ဓဟူးနေ့4 နာရီအချိန်မှာဖယားပြည်သို့ရောက်တော်မူတယ်45 ဝါကာလပတ်လုံးလောကအလုံးကိုချွတ်ထိုက်သောပုဂ္ဂိုလ်များကိုချွတ်၍အလုံးသောပုဂ္ဂိုလ်တို့ကြွပြီးတဲ့အချိန်ပရိနိဗ္ဗာန်ဆံတော်မူတယ်ပရိနိဗ္ဗာန်ဆံတဲ့အချိန်ကတက္ကရာ148ခုနှစ်ဖြစ်သွားပြီ148ခုနှစ်ကဆုံလပြည့်အင်္ဂါနေ့ကြတယ်ပေါ့ဘုရားရှင်ပြိဋိဘံဆံပြီးတလပြည့်တဲ့အချိန်တက္ကရာ148ခုနှစ်နယုံလပြည့်နေ့မှာဘုရားရှင်ရဲ့ဖွားဘတ်တော်လည်းဖြစ်ဘုရားရှင်ရဲ့တပ်ပင်ညုတဉာဏ်ကိုရတော်မူရာဘောဓိပင်လည်းဖြစ်တယ်မဟာဘောဓိပင်ရဲ့တောင်ကိုင်းဟာသူ့အလိုအလျောက်လေးမတိုင်မိုးမခါပဲအလိုလိုကျိုးကျသွားတယ်ဒီလိုနဲ့ဖွားဘတ်တော်ဘောဓိပင်ကြီးကျိုးကျသွားတဲ့အခါဒီအချိန်မှာသာသနာတော်မှာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ရှင်မကတ္တဗတော်ကြီးတူပဒါလည်းကြံခဲ့တယ်တတ်တော်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်တကားတွေကရှင်မကတ္တဗကိုတော်ကြီးစီသွားပြီးအရှင်ဖေယဖယားရှင်ရဲ့ဖွားဘတ်တော်ဖြစ်သောဘောဓိပင်ကြီးရဲ့တောင်ကိုင်းကကျိုးသွားပါပြီဖေယတပည့်တော်တို့ဘယ်လိုများဆောင်ရွက်ရမတုံးလို့တွားလျှောက်တဲ့အခါရှင်မကတ္တဗကိုတော်ကြီးကဘောဓိပင်ဆိုတာဖယားရှင်ရဲ့ဖွားဘတ်တော်လည်းဖြစ်တယ်ဖယားရှင်ရဲ့တပ်ပင်ညုတဉာဏ်တော်ရတော်မူရာဌာနလည်းဖြစ်တဲ့အတွက်ဖယားနဲ့အတူတူပဲဒါကြောင့်တို့ဖယားကဲ့သို့ထုလုပ်၍ကိုးကွယ်ကြရမှာဖြစ်တယ်လို့ရှင်မကတ္တဗကိုတော်ကြီးကမိန့်တော်မူတယ်ဒီတော့တူတူပြောရမယ်ဆိုရင်ဘောဓိပင်ကိုင်းကိုဖယားကဲ့သို့ထုလုပ်ပြီးတဲ့အချိန်တကားတွေကရှင်မကတ္တဗကိုတော်ကြီးကိုတွားလျှောက်အရှင်ဖေယဖယားတော့ထုလုပ်ပြီးပါပြီထုလုပ်ပြီးတဲ့ဖယားကိုတပည့်တော်တို့ဘယ်လိုများဆက်ပြီးဆောင်ရွက်ရမတုံးလို့လျှောက်တဲ့အခါရှင်မကတ္တဗကိုတော်ကြီးကဖယားပွင့်တုံးကတက္ကရာ103ခုနှစ်ကဆုံလပြည့်နေ့မနက်4 နာရီအချိန်တုန်းကတဏှာကိုအောင်တဲ့အတွက်အဝိဇ္ဇာကိုလွှမ်းမိုးနိုင်တဲ့အတွက်ကြောင့်အနေကဇာတိတန်တာရံအစရှိသောကာရတော်ကိုဥဒန်းကျူးတော်မူခဲ့တယ်ဒီတော့ငါတို့လည်းအဲ့ဒီလိုဥဒန်းကျူးပြီးတော့ဖယားကိုစားဥဒန်းကျူးပြီးဖယားအဖြစ်ကိုအတိအမှတ်ပြုကြစို့ရဲ့ဆိုပြီးတော့အဲ့ဒီကစားပြီးအနေကစားတင်ပွဲဆိုတာဖြစ်ပေါ်လာပါတော့တယ်ဒါကြောင့်ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်အနေကစားတင်ပွဲဆိုတာတန်ဃာတော်တွေကနေပြီးတော့ဖယားကိုအသက်သွင်းခြင်းမဟုတ်ပါဘူးဖယားရဲ့ကိုစားဖယားပွင့်တုံးကဥဒန်းကျူးတော်မူခဲ့တဲ့အတိုင်းအနေကဇာတိတန်တာရံအစရှိတဲ့ဂါရတော်များနဲ့ဥဒန်းကျိုးခြင်းသည်အနေကစားတင်ခြင်းပင်ဖြစ်သည်တနည်းအားဖြင့်အနေကစားတင်ခြင်းရဲ့ရာဇဝင်သာဖြစ်ပါတော့တယ်ဖော်ပြပါအကြောင်းအရာများသည်မဟာဗောဓိမြိုင်ဆရာတော်ကြီးဤတရားတော်များထဲမှာကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်အားလုံးပဲအသိဉာဏ်တို့၍ဖွံ့ဖြိုးနိုင်ကြပါစေသာတိတံသာရတံတဝိသအာနိဝိတံကကရံကဝေသံလောဒုက္ခသာတိပုဏ္ဏပုဏ္ဏံကဟာကာရကတိတောတိပုဏ္ဏကေအနကာဟတိသဗ္ဗတိဖာတုကဘကံကဟာကုတံဝိသင်္ကတံဝိသင်္ခာရကတံစိတ်တံတဏနံခယမြစ္စကာဘုနာဘုနာဘဝသန္တရာဖန်ကားကလည်းခန္ဓာဝဇ္ဇအမြင့်မပြတ်နိုင်ပဲ
ဇာတိယောနိလေးတွေလက်ဘဝေလယသန်နေသမိဒီနေ့ဖြစ်ပွားရခြင်းသည်ဒုက္ခသန္တိဇာတိခန္ဓာရှိလျင်ဗျာတိစရာမရဏတို့မကွာနောဇဝေနိစ္စတဖြင့်တတ္တချမ်းသာမဟုတ်ပါပဲနှုံစွာညိုးနွမ်းပင်ပန်းဆင်းရဲလာပါပေ၏တတမထို့ကြောင့်အဟံဘုရားလျာသည်မြတ်ငါသည်ကာလဒုက္ခဆက်လိခန္ဓာအိမ်ကိုချိန်ချိန်ကျိုးကိုတည်ဆောင်လို့သည်ယုတ်ဓမ္မအကြောင်းရင်သမုဒိယသစ္စာဖြစ်သောတဏှာယောက်ျားတတမကိုကဝေသံတော်လက်ဆက်လက်သက်စစ်စစ်ပဲသူပြေဟုစစ်စစ်ကြောင့်လည်းစူးစမ်းရှာဖွေလျက်ဝါစူးစမ်းရှာဖွေသောဘုရားလျာသူမြတ်ငါသည်အာနေဝိဒံတော်တနာယောက်ျားလက်သမားကိုပိုင်းခြားခြင်းနှင့်လင်းလင်းမြင်သည့်သဗ္ဗညုတမြတ်မဟာကိုသံပါနုပွေငါမရသေးသည်ပြီး၍ဝါမရသေးသောကြောင့်အနေကဇာတိတန်သာရဘဝများစွာတန္တရာကာလကလုံးသန္တာဝိသံခန္ဓာငါးချက်ဒုက္ခဆက်ကိုကြောင့်လည်းပင်လည်းငါမခင်မဲ့တန္တရာဝချယဟ၌မယမနာတဖာပါလည်းဤသွားခြင်းလည်းကြရ၏ကဟကာရကဒုက္ခဆက်လေခန္ဓာအိမ်ကိုခြင်းချင်းကျိုးကိုဒီဆောင်လို့သည်အယုဒ္ဓမအကြောင်းရင်သမုဒိယသစ္စာဖြစ်သောတဏှာယောက်ျားဟဲ့လတ္တမဒါနိဣဒာနိဘုရားပြည့်လာယကုက၌တွင်တဏှာယောက်ျားလတ္တမကိုဒိဋ္ဌောသဗ္ဗညုတဉာဏ်ကိုရသဖြင့်ဒိဋ္ဌခြင်းနှင့်ငါမြဲသည့်အတိဖြစ်လေ၏တောတဏှာယောက်ျားလတ္တမသည်ကေဟံဒုက္ခဆက်လိခန္ဓာကိုသဘောတည်ဟူသောအိမ်ကိုဥနာနာဂတိနှင်းချေနှင်းလည်းနှင့်အတ္တကိုလေးမှတ်လျက်ရှင်ဉာဏ်ပစေခြင်းလေးချိန်ဖြတ်ကိုအမြင့်မြုပ်သည့်သင်္ငုတ်တို့ဟံနေဖြစ်ပြီးမှန်သောကြောင့်တပံကလျောက်ရင်ဆောက်လုပ်နိုင်တော်မူမဟုတ်ပါခြင်းဒေါသေတနာယောက်ျားလသမဤသဗ္ဗတကုမကျွင်းကပင်ဥဒ္ဒောလုံးစုံကုန်သောအာတုကအခိုင်အမာတိဆောင်ခန္ဓာအိန္ဒိဟုသောဘုံကွန်ပြောဤထုံးလျောက်တိုင်းဉာဏ်ကိလေသာတရားတို့ကိုဘဂဝါဒနာအငွေသနေတကဝအနုတ္တယတတိကျမ်းမရှိအောင်စီစီကြည်ညက်ငါချိုးပြအလီမီကဟကုတံသစ္စာလေးနိဗ္ဗာန်တွင်ကိုမြင်ဝင်မပြီးဝိတ္တဝေအောင်အယေကန္တံပိက္ခအဝိဇ္ဇာတိဟုသောအိဤအထုပ်ကိုဝိသင်္ကတံမုံမုံချီမွငါဖြတ်ချအပ်လေပြီမေမေယငါဗျာဤစိတ်တံစတိဝိသင်္ကာရံသင်္ကာရသကွင်ဒုက္ခကပိမလောကိယမန္တနိဗ္ဗာန်သို့ကတံအာယုံမျက်မှောက်တန်တိတသိတိပေါသဖြင့်ဆက်ရောက်တဝိမိလေပြီအဟံသုံးလောကထွတ်တာငါဗျာသည်တဏှာနံခယံတဏှာတရားရာရှိပါ၏ပြပြကုန်ခယအတဝခယသတုထမတ်တုကတောသကဝါယေရှောင်းတိုက်တောင်းမှာနတ်ပေါင်းမြမကောင်းပင်ညာလျက်ကြည်သာဝံမြောက်ငါဆက်ရောက်ခဲ့